ဒီရပိုင်းထဲမှာကျွန်တော်ကိုအလုပ်လာအပ်တဲ့သူတွေများတယ်ပေါ့နော်ကျွန်တော်ကပဲအလုပ်တွေများလုပ်တယ်လို့ထင်နေတော့မသိဘူး Fiverr ကနေပြီးတော့အလုပ်တွေလာအပ်ပါတယ်အဲ့တော့ဘာအလုပ်လေးဆိုတာကျွန်တော်ကြားပါမယ်ဒါကတော့ဒီနေ့ကျွန်တော်ကိုလာပြီးတော့အလုပ်ကန်လန်းတဲ့ post ပါနေ့စဉ်ဝင်ငွေရရှိမယ်အချိန်ခဏလေးပဲပေးရမယ်နာမည်က agent နာတိတ်နေနာမည်၄လုံးနဲ့အဲ့ဒီမှာကျွန်တော်လည်းပြန်ပြောလိုက်တယ်ပြင်းတယ်လို့ဘာမှမလုပ်ဖက်နဲ့ဝင်ငွေရတာမရှိဘူးလားဆိုတော့တီထွန်ပြီးရင်ဆက်သွယ်လိုက်တယ်အဲ့ဒါကျွန်တော်လည်းကောင်းပါပြီစောင့်နေလိုက်မယ်လို့ပြောလိုက်တယ်နာမည်၄လုံးနဲ့လာရင်တချို့ကကြားဖြန်လို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြာတော့လွန်ခဲ့တဲ့လအနည်းငယ်လောက်ကမတ်စုပြဖြိုးဆန်ကနေပြီးတော့မှလာပြီးတော့အလုပ်ကမ်းလန်းနေအဲ့ကုမ္ပဏီကတကယ်ရှိလားပြီးရင်ဒီ YouTube မှာ subscribe လုပ်ရုံနဲ့တကယ်ပတ်စံရမှာလားကျွန်တော်မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့လက်မခံလိုက်ဘူးခင်ဗျပြီးတော့လာအပ်တဲ့အလုပ်လာအပ်တဲ့လူတွေကလည်းနာမည်လေးလုံးနဲ့ကောင်းပါလေးတွေဆိုတော့နည်းနည်းတော့စိတ်ဝင်စားနေပေါ့နော်နည်းနည်းတော့တန်တရားရှိတာပေါ့နော်ကျွန်တော်ကတော့လက်မခံလိုက်ပါဘူးနော်အဲ့တော့ကျွန်တော်ကတော့ဘာမှမလုပ်ဖ ೇನೆ ပတ်စံရလေပို့ပြီးတော့ကြိုက်တယ်